ပတ်တီးတော့ပြီးသွားပြီအဲ့ဆိုရင်ဒီအရှိအပိုင်းအနက်ဖေးခွာတဲ့ကိစ္စတွေကလာပြီအနက်ဖေးခွာတဲ့ဟာတွေကကျတော့ဘယ်လိုလဲဆိုရင်စေကန်းနဲ့နီးတဲ့လူတွေစေကန်းနဲ့ကျွန်တော်တို့မြို့မှာကျွန်တော်တို့လောက်တာမျိုးဆိုရင်ပြဿနာမဟုတ်ဘူးဗျာတိတာအဲ့လိုမဟုတ်ဘဲနဲ့တချို့ကနေရသူကရန်ကုန်မှာလာလောက်တာမျိုးလို့သိရမလားဒါမျိုးတွေဆိုရင်ကျွန်တော်တို့ကဘယ်လိုလဲဆိုရင်အနက်ဖေးကိုပဲအိမ်မှာကိုယ့်အနေကိုခွာရတယ်ဗျာဒီအနက်ဖေးလေးခွာဖို့အတွက်တခါရန်ကုန်ပြန်တက်လာမျိုးဆိုရင်အဆင်မပြေဘူးလေအဲ့ဆိုတဲ့ခါကျတော့အနက်ဖေးကိုကိုယ့်အောင်ခွာရတယ်အနက်ဖေးကိုခွာနီးရလဲဆရာဝန်ကြီးကရှင်းပြလိုက်တယ်ကျွန်တော်ဒီထဲမှာလိုရင်းတို့ရှင်းပြီးနေနဲ့ထပ်ပြောပြမယ်အနက်ဖေးခွာမယ်ဆိုရင်ဆရာဝန်ကျွန်တော်တို့ပြောတဲ့နီလန်းကတော့ပြောမယ်ဆိုရင်တန်လင်းစီသို့မဟုတ်အုံးစီနဲ့နှူးထားပါမိနစ်30လောက်နှူးထားပြီးသွားရင်ပြောမယ်ဆိုရင်အနာနည်းနည်းလေးဟိုဖြစ်နေပြီเนาะပြီးသွားရင်ရှမ်ပူလေးနဲ့စေကန်းပေးတဲ့ရှမ်ပူလေးနဲ့ခါထပ်ပြီးနှူးထားရင်ပွတ်တက်လာပြီဆိုရင်ဒါမြေဘူးမှာပေါ့ online မှာနားချက်ကုန်းလေးနဲ့နက်ဖေးတွေခွာတာပြရမှာတူပြီးတော့ဆိုတော့အဲ့လိုမျိုးခွာရတယ်ဆိုတော့ပြောချင်တာတခုကအဲ့ချိန်မှာနည်းနည်း site ကိုဝင်တယ်အဲ့ site ကဘာလဲလို့ပြောရင်သပင်ကိုအနက်ဖေးကိုကိုယ့်အနေကိုကျွန်တော်ခွာတာဖြစ်တဲ့အတွက်ကြောင့်အဲ့အနက်ဖေးကိုခွာရင်းနဲ့ကိုကမြင်နေရတဲ့မှာမှန်အောင်ကြည့်နေတဲ့ခါကျတော့သပင်တွေပြန်ကျွတ်ကောဗျာကျွတ်တဲ့ခါကျတော့ဟာသွားပြီပေါ့ဘလို့သွားပြီလဲဆိုရင်ငါတည်မလားဒီသပင်တွေမရှိလို့စိုက်ပါတယ်ဆိုမှပဲအနောက်ကဘယ်လိုရမလဲသပင်ကိုနှုတ်ပြီးစိုက်တယ်ဗျာအခုစိုက်ထားတဲ့သပင်ရလဲပြန်ပြီးခွာပြောမယ်ဆိုရင်ဗျာဟိုအနက်ဖေးခွာရင်းနဲ့ပြန်ကျွတ်နေပြီဘယ်လောက်ကြံမလဲမသိဘူးနောက်မှလည်းသပင်ရမရှိတော့ထပ်စိုက်ဖို့အတွက်တည်မလားဟာဆိုတော့ခွာရင်းနဲ့ဗျာကိုယ့်ကိုတည်မလားဟာစိုက်ကိုတွေဝင်နေတည်မလားကျွန်တော်အနက်ဖေးခွာတာက12ရက်နေ့လောက်မှကျွန်တော်ခွာတာဒီများရေးဆိုရင်10ရက်လောက်နဲ့ခွာတာရှိတယ်ဗျာသိလားကျွန်တော်10ရက်လောက်ကကျွန်တော်ခွာလို့လုပ်ကြည့်သေးတယ်လုပ်ကြည့်တော့တိုးကြီးရောစပင်နေနေကျွတ်တယ်ဟာအဆင်မပြေဘူးငါထားအောင်မယ်ဆိုပြီးဆရာဝန်ပြောပြီးဆရာဝန်ပြော14ရက်နေ့ထိထားလို့ရတယ်ပေါ့နော်နှစ်ပတ်အထိထားလို့ရတယ်ဆိုတော့sorry နှစ်ပတ်ထိထားလို့ရတယ်ဆိုတော့ကျွန်တော်နှစ်ပတ်ထိထားမယ်စဉ်းစားလိုက်တာစပင်ကျွတ်လို့ဆိုပြီးတော့နှစ်ပတ်တော့မနေဘူးသိရမလားကိုလည်းစိတ်ကမရှိတာနဲ့ခွာမယ်ကွာဖြစ်ချင်ရဖြစ်ဆိုပြီးခွာတာအဲ့တော့ပြောချင်တာတခုကအစည်းကမ်းမှာသွားခွာတယ်ဆိုရင်ပို့ပြီးတော့ဘယ်လိုပြောရမလဲစိတ်သက်ရတယ်ဗျာသိတယ်မလားသူကသူခွာနေကိုလည်းမမြင်ရဘူးခွာပါဗျာကုံတော့လည်းကုံပေါ့သိတယ်မလားအဲ့လိုရှိတယ်ကိုယ့်ရဲ့ခေါင်းကိုကနေကိုလုံနေရတာဆိုတော့ပို့ပြီးတော့ဘယ်လိုပြောရမလဲစိုက်ကိုဝင်နေဗျာဟာချက်ဆွဲလိုက်တော့သပင်ရကျွတ်တယ်ဟာဆွဲလိုက်ရင်သပင်ရကျွတ်တယ်ဆွဲလိုက်ရင်သပင်ရကျွတ်တယ်ဆိုတော့အဲ့ဒီစိုက်ကိုရှိတယ်အဲ့ဒါလေးတခုရှိတယ်ဒါကိုကနေကိုအနက်ဖေးခွာရင်တော့အဲ့လိုမျိုးလေးတော့နည်းနည်းစိုက်ကိုဝင်တယ်နက်ဖေးခွာပြီးွားရင်တော့သပင်လေးတွေမြင်ရမယ်ဗျာသိလားအဲ့ကြရင်စိုက်ကိုကဘာလဲဆိုရင်အနက်ဖေးရှိတုန်းကကျတော့ဥယျာဉ်ပြားကြီးကိုမမြင်ရဘူးသိရမလားသူ့ရဲ့အနက်ဖေးတွေဘာတွေနဲ့အားလုံးကဗျာကျွန်တော်တို့ကသိရမှာပြည့်ကျက်နေရဆိုတဲ့ခါကျတော့သူကဂေါ်နေရသိရမှာစိတ်တွေချမ်းသာပြီးတော့ရားတာပဲရှိတယ်ဆိုတော့အနက်ဖေးခွာလဲအချိန်မှာဥယျာဉ်ပြားလေးမြင်ရပြီဥယျာဉ်ပြားစပြီးမြင်ရပြီဆိုရင်အဲ့မှာနည်းနည်းစိုက်ကိုထပ်ဖြစ်တယ်ဟာဘာလဲပေါ့ကွာသိရမှာဖြစ်ချင်တော့ဒီဘက်ဘေးစပင်တွေကရှည်နေမယ်ရှည်နေမဲ့ခါကျရင်ဒီကြီးကဟိုဥယျာဉ်ပြားကြီးမြင်နေရဒီကောင်ကြီးကထူနေရဆိုရင်အဆင်မပြေဘူးအဲ့ကျွန်တော်လဲဘေးကိုကနေကိုစက်နဲ့ထိုးလိုက်တာဆိုတော့ဘယ်ပါကြည့်ကောင်းအောင်ဟောသိရမလားဆိုတော့အဲ့လိုမျိုးပြသိလားအဲ့ site ကိုလေးတွေရှိတယ်အနက်ဖေးခွာလို့ပြီးပြီလားအေးပြီးသွားပြီဟေးဆိုရင်အဲ့ကြရင်နောက်ထပ်ပြီးတော့ပါတီပြောပြစရာရှိသေးလဲဆိုတော့ကျွန်တော်တို့ကစဉ်းစားတာမလို့သပင် site ပြီးသွားရင်ဆရာဝန်ပေးရဲ့ဆေးလဲတောက်တယ်ပေါ့ဗျာဆရာဝန်ရဲ့ဆေးကန်းပေးလိုက်တဲ့သပင်တွေဖြန်းဆေးပါရှိမယ်ဆိုရင်ဒါတွေပါအောင်လို့လှုပ်ပြီးသွားရင်ပြီးပြီထင်တာတကယ်တော့ကျွန်တော်မပြီးသေးဘူးဗျာသိလားအဲ့ဒီကိစ္စတခုရှိသေးတယ်ကျွန်တော်က online မှာရှိတဲ့ပြောမယ်ဆိုရင်ဗျာသပင် site တဲ့နိုင်ငံတကာသိရမလားသပင် site တဲ့လူတွေပြီးရင်လည်းဗျာကိုယ့်နိုင်ငံမှာလည်းသပင် site တဲ့လူတွေကလည်းများလာတယ်ဆိုတော့သပင် site တာတွေကြည့်ပြီးတော့ကျွန်တော်တို့ကပျော်ရွှင်မိတယ်ဗျာသိရမလားအဲ့လိုဆိုတဲ့အခါကျတော့တကယ်တော့အဲ့လောက်ထိမဟုတ်ဘူးဗျာသိလားဂျားထဲမှာဘာကြီးပြန်ထက်လို့ရသေးတယ်ဆိုရင်ကျွန်တော်တို့ happy RP ဆိုတာရှိတယ်ဗျာအဲ့ happy RP ဆိုတော့ကျွန်တော်တို့ဒီလက်ကကျွန်တော်တို့သွေးကိုပြောမယ်ဆိုရင်ထုတ်ပြီးတော့စက်ထဲကိုထည့်ပြီးလှည့်ပြီးတော့ပြောမယ်ဆိုရင်အဲသွေးအရည်ကြီးကိုကျွန်တော်တို့ခေါင်းအောင်ဗျာဥယျာဉ်ပြားကိုပြန်ထိုးပေးတဲ့ကုထုံးပေါ့ဗျာသိလားတချို့ကကြောက်သပင်မဆိုင်ဘူးဗျာသပင်စိုက်စရာမလိုသပင်လေးနည်းနည်းကျွတ်နေရမျိုးရှိတယ်အဲ့ကြရင်အဲ happy RP ဈေးကန်းတွေမှာသွားထိုးလို့ရတယ်ဗျာသိလားဒါပေမဲ့ကျွန်တော်သပင်စိုက်ပြီးသွားရင်လေအဲ happy RP ထိုးပေးရတယ်လို့ဆရာဝန်ကပြောတယ်ဆိုတော့ဘယ်လောက်ထိုးရမလဲဆိုရင်တစ်လောက်တစ်ခါနဲ့3ခါလောက်စလိုက်ထိုးရမယ်တဲ့အဲ3ခါထိုးပြီးသွားတဲ့အခါကျရင်နောက်တစ်ခေါက်ကျရင်တော့3လတစ်ချိန်ဒါမှမဟုတ်လဲ6လတစ်ချိန်ပေါ့နော်အဲ့ဒီလောက်ထိုးမယ်ဆိုရင်တော့ဒါလုံလောက်ပြီပေါ့နော်ဒါကတော့ heavy RP ထပ်ပြီးဆက်ပြီးတော့ heavy RP ဆက်ပြီးတော့ထိုးရမယ်ဆိုတဲ့ဟာကိုပြောပြတာနောက်တစ်ခုကကျတော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲဆိုရင်ဖြည့်ဆွက်စာပေါ့နော် supplement လို့ခေါ်တယ်ဖြည့်ဆွက်စာတွေကိုစားပေးဖို့လိုတယ်အဲ့လားဘာလဲဆိုရင်တချို့ကကျတော့ဒီသပင်တန်ဖို့ကဗျာသိရမလားဒီသပင်တန်တဲ့ဆေးတွေဘာညာတောက်ကြတယ်သိရမလားအဲ့လိုမျိုးပါ biotin လို့ပါလို့အများကြီးရှိတယ်ဗျာသိရကျွန်တော်လည်းအဲ့လိုက်ကြည့်ထားတယ်ဆိုတော့အလားကြီးတောက်ကြတယ်ဒါပေမဲ့ကျွန်တော်ရဲ့စီကံတော့အလားကြီးတောက်ဖို့အားမပေးဘူးပေါ့နော်ခုနကပြောတဲ့ happy RP ထိုးပါနောက်တစ်ခုကကြတော့ကျွန်တော်တို့ hormone ပေါ့ယောက်ျားလေးတွေမှာဒီသပင်ကျွတ်ကြတဲ့အကြောင်းရင်းကဟော်မုန်းများလို့သပင်ကျွတ်တာဗျာဆိုတဲ့အခါကျတော့အဲ့ဟော်မုန်းကို block ပေးတဲ့ဆေးရှိတယ်သိရမလားအဲ့ကောင်ကဘာလဲfinasteride ဆိုတဲ့ဆေးရှိတယ်ဗျာသိလားအဲ့ finasteride ကိုတောက်ပေးရတယ်အဲ့ finasteride ရဲ့ side effect လည်းရှိတယ်အဲ့ finasteride ကဘာလဲဆိုရင်ပြောမယ်ဆိုရင်ဗျာ
အဲ့ဆေးတောက်မယ်ဆိုရင်ဟော်မုန်းကိုတားပေးတာဖြစ်တဲ့အတွက်ကြောင့်ဒီကြမှာလိန်ကိစ္စတွေဆွမ်းဆောင်ရည်ကျဆင်းသွားတာလို့သိရမလားတခြားပြအဲ့ကိစ္စတွေရှိတယ်ဆိုတော့နည်းနည်း site ကိုဝင်ရတယ်တိလားဒါပေမဲ့ကျွန်တော်တို့အဲ့ဆေးကိုဝယ်ပြီးသွားပြီအဲ့ဆေးကဆေးကမ်းမပေးဘူးဗျာကိုယ့်ကိုအပြင်ကနေဝယ်တောက်ဖို့အတွက်သူတို့ကညွှန်ကြားတယ်ဆိုတဲ့အခါကျတော့အဲ့လားကိုယ့်ကိုသွားဝယ်ရတယ်ဝယ်ပြီးတော့ကျွန်တော်ဒါဒီနေ့ဆိုရင်14ရက်မြောက်ပေါ့နော်နောက်ဖြစ်က15ရက်နေ့မြောက်ဆိုရင်ကျွန်တော်ဂျင်လဲဆော့တယ်ဆိုတော့သိရမလားဂျင်ဆော့ဆိုတာဟိုအထင်တော့မကြည့်ပါနဲ့အခုမှစဆော့တာဂျင်လဲဆော့မယ်ပြီးရင်အဲ့ဆေးလဲတောက်မယ်ပေါ့ဗျာသိရမလားဆိုတဲ့အခါကျတော့စပင်စိုက်ပြီးတာနဲ့မပြီးဘူးဗျာကျွန်တော်တို့ကသိရမလားအဲ့ဒီတိုလီမုတ်စနာလေးရာရှိသေးတယ်ဆိုတဲ့အခါကျတော့ဒါလေးတွေကိုစပင်မစိုက်ခင်တည်းကကိုယ့်ကိုထိတ်တွက်ထားဖို့လိုအပ်တယ်နော်ပြောချင်တာတစ်ခုကကျွန်တော်တို့ကစပင်စိုက်ပြီးတာနဲ့စပင်တန်းပေါက်တယ်လည်းမဟုတ်ဘူးဗျာဒီလားအဲ့စပင်တွေကိုကျွန်တော်တို့ကရှင်းတန်ဖို့အတွက်ခုနပြောတဲ့ဟာတွေမှီဝဲရတယ်ပြီးရင်ထင်းထင်းနေရတယ်အလားတွေရှိတယ်အလားတွေအားလုံးပြီးတော့မှကျွန်တော်တို့ကကောင်းတဲ့ result တွေကိုသိရမှာ line မော်တင်ပေးကြတာဗျာကြားထဲမှာအဲ့လိုအခက်အခဲတွေကိုဖြတ်တန်းပြီးတော့မှပြောမယ်ဆိုရင်စပင်လေးတွေကပြန်ပြီးတော့ရတာဗျာဆိုတော့ဒါလေးတွေကိုကျွန်တော်ကဗျာကျွန်တော်ရဲ့ဘယ်လိုပြောရမလဲအတွေ့အကြုံလေးကိုပြန်ပြီးတော့ sharing လုပ်ပေးတာဒါမျိုးရှိတယ်အခုဒါကျွန်တော်ဆိုရင်ကျွန်တော်စပင်ဆိုရင်ဒါ14ရက်မြောက်နေရှိပါပြီဒီနေ့ဆိုရင်ဒါကိုယ့်အနက်ဖေးတွေခွာပြီးတာကြားထဲမှာထားပါတော့ဒီစာတွေတောက်တယ်ဗျာလှုပ်တယ်ပြီးသွားရင်တစ်လားပြည့်တဲ့အခါကျရင်ကျွန်တော်ပြန်ပြီးတော့ဗီဒီယိုတစ်ပုံးနဲ့ပြန်တင်ပြီးတော့အခြေအနေကိုကျွန်တော်ပြန်ပြီးတော့ပြောပြမယ်နောက်ပြီးအဲ့တိုင်းပဲနောက်ထပ်2လပြည့်တဲ့အခါကျရင်လည်းဒီစပင်တွေပြန်ကျွတ်မယ်ပြောရတဲ့မှာဒီ1လနဲ့2လအကြာမှာပြန်ကျွတ်တဲ့အခါကျရင်လည်းကျွန်တော်တင်ပေးမယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတော့ပြောမယ်ဆိုရင်စပင် site မဲ့ brother တွေတို့လေ့လာလို့ရအောင်ကျွန်တော်အသေးစိတ်ပေါ့နော်တခြားစပင် site တဲ့ bro တွေဘယ်လိုပြောရမလဲမပြောဖြစ်တော့တဲ့ဟာမျိုးတွေကိုကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်ထည့်ပြီးတော့ကျွန်တော်ပြောပြမယ်ကျွန်တော်လည်းဒီဗီဒီယိုကြည့်ပြီးတော့ဗျာ comment မှာရမှာကျွန်တော် brother တွေပဲအကြောင်းလေးတော့ဘယ်လိုလုပ်ရလဲဆိုတာမျိုးမေးလို့ရအဲ့လားလေးကိုကျွန်တော်စုပြီးတော့ဒုတိယဗီဒီယိုကြာရင်ကျွန်တော်ထပ်ပြီးတော့ပြောပြမယ်လုံးဝအသေးစိတ်ကျွန်တော်မချွေးမချန်နဲ့ပြောပြပေးမယ်သိရမှာကျွန်တော်ကိုယ်တိုင်ရလည်းသိရမလားဗျာပြောအရင်တော့ကျွန်တော်စပင်ကောင်းတယ်ဗျာသိလားကျွန်တော်ကစပင်ကျွတ်သွားရတဲ့အကြောင်းရင်းကဘယ်လိုကျွတ်လဲဆိုရင်တော့ကျွန်တော်ရဲ့စပင်ရတဲ့ကျွန်တော်ဗျာအဆိုင်သွေးကြောပေါက်ဘူးတယ်အဆိုင်သွေးကြောပေါက်လို့ကြိုက်ခဲပြောက်စီတောက်ပြီးတော့အဆိုင်သွေးကြောပေါက်လို့ပြောမယ်ဆိုရင်သွားပြီးတော့ဆေးရုံတက်ရတယ်ဗျာအဲ့ဒီတော့ဆိုရင်ကျွန်တော်အသက်ကယ်စီ၄လုံးအောင်ထိုးရတယ်အသက်ကယ်စီ၄လုံးဆိုတော့နင်းလုံးအားမဟုတ်ဘူးဗျာဆိုတော့ဂျားထဲမှာနားလည်အောင်ရှင်းပြရမယ်ဆိုစီးအများကြီးဗျာကျွန်တော်တောက်ခဲ့ရဘူးတယ်ဆိုတော့အဲ့လာကြောင့်လားအဲ့လာလွန်ခဲ့တော့၄နှစ်ကျော်လောက်ကဖြစ်တာဗျာဒါပေမဲ့ဂျားထဲမှာတစ်နှစ်ကိုတစ်ခါလောက်အဆိုင်ရနေပြီးအဲ့လိုပြန်ဖြစ်တာရှိတယ်အဲ့တော့ဂျားထဲမှာကျွန်တော်ဆေးရုံတက်တိုင်းကျွန်တော်ကပြောမယ်ဆိုရင်သွေးအမြဲတမ်းသွင်းရတယ်ဗျာပြီးရင်ဆေးသွင်းနေဆိုတော့အဲ့ဒီ side effect တွေကြောင့်ပဲစပင်းကျွတ်တာလားဒါမှမဟုတ်ရင်နောက်တစ်ခုကကျွန်တော်စဉ်းစားရတဲ့ခုကျွန်တော်မှာပါလဲဆိုရင်ကျွန်တော်ဘောက်ထားတယ်ဗျာကျွန်တော် cherry ပါရန်သုံးတယ်ဆိုတော့Jerry ပါရန်သုံးတယ်စပင်းပါထောင်တဲ့အခါကျတော့ငယ်ငယ်လေးထဲရဗျာတိလားဟိုး10တန်းလောက်ထဲရကျွန်တော်စပင်းထောင်လာဆိုတဲ့အခါကျတော့အဲ့ပြောမယ်ဆိုရင်10တန်းလောက်မှနည်းနည်းဟိုဟာဖြစ်သေးတယ်လူပြိုပေါက်လောက်ထဲရကျွန်တော်တက်မှာစပင်းလေးပါထောင်တဲ့လူဆိုတော့ပြီးရင်အတန်လည်းကြိုက်တယ်ဗျာစပင်းထောင်ပြီးသွားပြီဒီနေ့ဂျယ်လိန်ပြီးသွားရင်အဲ့နေ့တခါလဲ clear နဲ့ short ပြီးတော့တက်မှာနောက်ပြီးရင်နောက်တစ်နေ့တခါထောင်တယ်လားတခါထက် short အဲ့လိုမျိုးဆိုတဲ့အခါကျတော့စပင်ကျွတ်ရတဲ့အကြောင်းရင်းကအဲ့ side effect တွေကြောင့်လားဒါမှမဟုတ်လေဆေးရုံတက်တဲ့ side effect တွေကြောင့်လားတဲ့မှာမသိဘူးဗျာပြောချင်တာဘောက်တွေထားပြီးစပင်ကျွတ်ရလားမသိဘူးဆိုတော့ကျွန်တော်ကအဲ့လိုမျိုးရှိတယ်ဗျာဟာကျရင်စဉ်းစားအကြောင်းကြောင့်အဖြစ်ကမတူတဲ့ခါကျရင်ဟာငါစိုက်ရင်အဆင်ပြေပါမလားပေါ့နော်ကျွန်တော်ကိုလာပြီးတော့အာမနာတန်မေးလို့ရတယ်အခုဒါက YouTube မှာတင်ထားတာဖြစ်တဲ့အတွက်ကြောင့် YouTube ကနေပြီးတော့ကျွန်တော် comment ကနေမေးလို့ရတယ် comment တွေအကုန်လုံးကိုကျွန်တော်ပြောမယ်ဆိုရင်မပြန်တဲ့ comment ဆိုရင်ရှိစရာကိုကျွန်တော်အကုန်လုံးကိုပြန်ပြီးတော့ကျွန်တော်ပြောပြပေးမယ်ကျွန်တော်ရဲ့ TikTok မှာလည်း day 1ကနေပြီးတော့ day 80ကိုပြောမယ်ဆိုရင်ဂျားထဲမှာဘယ်လိုနေခဲ့ရလဲစပင်စိုက်ပြီးရင်ဘယ်လိုခံစားခဲ့ရတယ်ဆိုတာတွေကိုလည်းနေ့စဉ်နဲ့အမျှပြောမယ်ဆိုရင်ဗီဒီယိုလေးရိုက်ပြီးတော့ကျွန်တော်TikTok မှာလည်းတင်ထားမယ်ပြီးရင် YouTube မှာလည်းတင်ထားမယ်အဲ့ဗီဒီယိုလည်းကြည့်လို့ရတယ်ပြီးရင်အခုဒီဗီဒီယိုပေါ့နော်ဒါကပြောမယ်ဆိုရင်14ရက်စာကိုကျွန်တော်ကြားထဲမှာစပင် site တဲ့အချိန်ကနေစပြီးတော့ဖြတ်တန်းခဲ့တဲ့ဟာကိုအားလုံးကိုကျွန်တော်ဒါဗီဒီယိုအရှိအနေနဲ့ဒါပြန်ပြီးတော့တင်ပေးတာအသေးစိတ်ကိုသိချင်တယ်ဆိုရင်အဲ့ဒီ1 day 2 day 3 day 4 day 5 day ဆိုတဲ့ဟာကိုသွားကြည့်လို့ရတယ်ဆိုတဲ့အခါကျတော့ပြောမယ်ထဲမှာပြောမယ်ဆိုတော့ကျွန်တော်ဘယ်လိုပြောရမလဲကြံခဲ့တာလေးလည်းရှိကောင်းရှိနိုင်တယ်ဗျာရတယ်တဲ့မလားဆိုတဲ့အခါကျတော့ကျွန်တော်သိချင်တာရှိတဲ့အခါကျကျွန်တော်အားမနာနဲ့မေးလို့ရတယ်ကျွန်တော်ရှင်းပြပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဒီရလာတဲ့ results ကိုလည်းကျွန်တော်တစ်လ2လ3လ4လအဲ့လိုမျိုးပေါ့ဗျာကောင်းတဲ့အထိကျွန်တော်ဗီဒီယိုလေးတင်ပေးမယ်ဆိုတော့ဗီဒီယိုလည်းအရန်ရှိသွားမှာဖြစ်တဲ့အတွက်ကြောင့်ဗီဒီယိုလေးကိုဒီမှာနေရနာခွင့်ပြုပါကျွန်တော်ရဲ့ပြောမယ်ဆိုရင်စပင် site မဲ့ကျွန်တော်နဲ့အဖြစ်တူတဲ့ brother တွေပေါ့နော်သိရမလားအားလုံးအဆင်ပြေကြပါစေဗျာဘာမှအားမငယ်ပါနဲ့ fighting ပါအားလုံးပြောမယ်ဆိုရင်ခေတ်ကတိုးတက်နေပြီဗျာအဓိကဘာညာ money ပတ်စံစုထားပြီပတ်စံစုပြီးတော့စပင် site ဖို့ကိုကျွန်တော်အားပေးခြင်းနဲ့စပင်မ site ဘဲနဲ့လှုပ်လို့ရတဲ့နီလန်းတွေလည်းရှိတယ်ဗျာသိလားအဲ့ဒါဒီကပါလဲဆိုရင်ခုနပြောတဲ့ဟော်မုန်း
ဟော်မုန်းစပိန်တွေကျွတ်နေရဆိုရင်ဟော်မုန်းဆေးတောက်တာမျိုးလို့သိရမလားပြီးရင်အဲ့ဒီ happy happy ထိုးတာမျိုးလို့ဒါမျိုးတွေနဲ့လည်းလုပ်လို့ရတယ်ဗျာသိလားကျွန်တော်ကိုယ်တိုင်ဆရာဝန်တော့မဟုတ်ဘူးဆိုပေမဲ့ဒါပေမဲ့ကျွန်တော်ကပြတ်မှာအတွေ့အကြုံလေးကိုပြပြလို့ရတယ် brother ဒါမျိုးလုပ်ကြည့်ပါလားဆိုပြီးတော့ brother တို့ဆရာဝန်နဲ့တွားပြီးတိုင်ပင်ကြည့်လို့ရတယ်ကျွန်တော်ကိုသိချင်တာရှိရင်အားမရနဲ့မေးလို့ရတယ်ဆိုတော့ဗီဒီယိုရိုင်းရှိတော့မှာဖြစ်တဲ့အတွက်ကြောင့် okay အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်ပါနောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ပြီးတွေ့ကြမယ်နောက်ထပ်တစ်လားပြည့်ရဲ့ခါကျရင်ထပ်ပြီးလာခဲ့မယ် okay bye bye